မထင်မှတ်ပဲထီရွံတန်းတရာပေါက်သွားခဲ့ပါတယ်ထီပေါက်ချင်းပဲသူမဟာဖို့အတွက်ရွံ10တန်းတန်အစင်းမြင့်ခြံကျကြီးတစ်ခုကိုတွားဝယ်ဖို့လုပ်ပါတော့တယ်ဒါပေမဲ့စာချုပ်လက်မှတ်ထိုးတော့မဲ့အချိန်လေးမှာပဲသူမဖုန်းထဲကိုမသိတဲ့နံပါတ်တစ်ခုစီကနေစာတစ်စောင်ဝင်လာခဲ့တယ်စာထဲမှာရေးထားတာကမိမကြီးတိုက်ကြီးတွေမဝယ်နဲ့နောက်10ရက်နေရင်ကဘာကြီးပေါ်မှာအလွန်မင်းအိတ်ခဲတဲ့ရေခဲခစ်ကြီးရောက်လာတော့မယ်အဲ့ဒီအစာမီးတောင်နာကဘုံကူချင်းကိုသာတွားဝယ်ပြီးအခိုင်အမာတိဆောက်ပါတယ်ပထမတော့စူဝမ်ကဒါကိုလူလိန်တွေကနောက်ပြောင်တယ်လို့ပဲထင်ခဲ့တာပါငါကအခုမှအပြိုကြီးစစ်ရှိသေးတာကိုဘဲကလင်ကများလာပြီးမိမကြီးလို့ခေါ်နေရတာလေပေါ့သူမကဒါကိုလူလိန်တွေဒါမှမဟုတ်သူမထီပေါက်တာကိုတီးသွားတဲ့သူတယောက်ကနောက်ပြောင်တယ်လို့ပဲထင်ခဲ့တာပါဒါနဲ့ပဲစာကိုဂယုမဆိုင်ပဲအိမ်ဝယ်ဖို့စာချုပ်ပေါ်မှာလက်မှတ်ထိုးဖို့ပြင်လိုက်တယ်ဒါပေမဲ့နောက်ထပ်စာတစ်စောင်ထပ်ဝင်လာချိန်မှာတော့သူမလုံးဝလန့်သွားခဲ့ပါတယ်မိမကိုကအနာဂတ်ကမင်းရဲ့ခင်မွန်းဖေဝမ်ပါအနာဂတ်မှာတို့တွေလက်ထပ်ခဲ့ကြတယ်ဒါပေမဲ့ရေခဲခစ်ကြီးရောက်လာတဲ့အချိန်မှာမင်းကကိုကိုကယ်ဖို့အတွက်အေးခဲပြီးအတေခံသွားခဲ့တယ်မင်းကိုကိုမယုံဘူးဆိုတာသိတယ်ဒါပေမဲ့မင်းတက္ကသိုလ်ဝန်ထမ်းဖြေလုံးကမိမိသားစုနဲ့မခွဲချင်လို့တင်ချမေးခွန်းနံပါတ်8နဲ့9ကိုတမင်တက်အမှားကြီးခဲ့တာမဟုတ်လားလို့ပြောလာပါတယ်ဒီကိစ္စကိုသူမရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်သူလင်းရှိတောင်မသိတဲ့အတွက်စူဝမ်တယောက်အနာဂတ်ကခင်မွန်းပြောတာကိုယုံကြည်သွားပါတော့တယ်စူဝမ်တယောက်ဖုန်းလေးကိုကင်ပြီးကြောင်တောင်ဖြစ်နေတော့မှပဲအတန်ဆူဆူတန်ထွက်ပေါ်လာပါတယ်ဒီအမကြီးကဘဲကတထေးမလေးလဲမှတ်လို့အခုလေးတင်ထိပေါက်ထားတဲ့သူတောင်းစားမလေးဖြစ်နေတာကိုလို့လောင်ပြောင်လိုက်သူကတော့အမြဲတမ်းမနာလို့ဖြစ်ပြီးနှိမ်ချတတ်တဲ့ညီမအရင်စူမုံပါထီပေါက်တဲ့သတင်းကြတာနဲ့ပတ်စံလူကိုရောက်လာပြီးစူဝမ်ရဲ့ဖုန်းကိုအတင်းလူပါတယ်ဒါပေမဲ့ခေါင်းထဲမှာရေခဲခစ်အကြောင်းပဲအပြည့်ရှိနေတဲ့စူဝမ်ကစူမုံကိုကြမ်းကြမ်းတန်းတန်းတွန်းထည့်လိုက်ပြီးအယောင်ကိုယ်စလဲကိုပြက်ပြက်တတ်တာပြောလိုက်ပါတယ်ဒီအိမ်ကြီးကိုမဝယ်တော့ဘူးမိတောင်နာကစွန့်ပစ်ထားတဲ့မြေအောက်ဘုံကိုချင်းကြီးကိုရွံ10တန်းပေးပြီးဝယ်မယ်အခုချက်ချင်းစီစဉ်ပေးလို့ပြောလိုက်ပါတယ်ပတ်စံရှိလျက်နဲ့မြေအောက်ချင်းကိုဝယ်တယ်ဆိုတော့အားလုံးကအယူလိုပဲထင်သွားကြတယ်စူဝမ်ကအချိန်ဆွဲမနေပဲဘန်ကိုဖုံးဆက်ကထီပေါက်ငွေအကုန်လုံးကိုမျက်နှာစကန်ဖတ်ပြီးမှထုတ်လို့ရမယ့် private account ထဲချက်ချင်းပြောင်းလိုက်ပါတယ်ဒါကလောဘကြီးတဲ့မိသားစုတွေငွေမခိုးနိုင်အောင်ကြိုတင်ပိတ်ပင်လိုက်တာပါအဲ့ဒီနောက်မျိုးစုံကကြောင်မီသွေးတွင်းကိုသွားခဲ့တယ်ဘိုက်ပူပူနဲ့တထေးကြီးကသူမကိုအထင်သေးပေမဲ့စူဝမ်ကဒီကကြောင်မီသွေးတွေအကုန်ဝင်မယ်2ရက်အတွင်းဘုံကိုချင်းကိုပို့ပေးရင်နောက်ထပ်ရွံ့နှစ်တန်းစုကြီးထပ်ပေးမယ်လို့ဘန်ကတ်ထုတ်ပြလိုက်တော့တထေးကြီးလည်းချက်ချင်းအလုပ်သမားတွေကိုအော်ဟစ်ခိုင်းစေပြီးအယိုအသေးပေးသွားပါတယ်ဆက်လက်ပြီးနိုင်ငံခြားကထိပ်တန်းလုံခြုံရေးနဲ့အင်ဂျင်နီယာအဖွဲ့ကိုရွံ့10တန်းပေးပြီးချက်ချင်းငှားရမ်းလိုက်တယ်နိုင်ငံခြားသားလုံခြုံရေးအဖွဲ့ကြီးရောက်လာပြီးအခန်းပေါင်း30လောက်ဖွဲ့လို့ရတဲ့သူမရဲ့ဘုံကိုချင်းကြီးကိုအဆင့်မြင့်တင်ဖို့အလုပ်စတင်ကြပါတော့တယ်ဒီအချိန်မှာညီမဖြစ်သူစူမုံကဗီဒီယိုတွေလိုက်ရိုက်ပြီးစူဝမ်ကိုအင်တာနက်ပေါ်တင်လိုက်လို့ထီတန်းတရာပေါက်ပြီးဘုံကိုချင်းဝယ်တဲ့ယူနေတဲ့သူဆိုပြီးဝိုင်းလောင်ကြပါတယ်ပိုဆိုးတာကမိဘတွေကဖုန်းဆက်လာပြီးနင်းချီပေါက်တဲ့ပတ်စံတွေအကုန်စူမုံကိုပေးလိုက်မပေးရင်တမီးဖြစ်ကဆွန့်လွတ်မယ်လို့ချင်းချောက်လာပါတယ်ငငယ်ကလေးကခွဲခြားဆက်ဆံခံခဲ့ရတဲ့စူဝမ်ရင်ထဲအေးဆက်သွားချိန်မှာပဲအနာဂတ်ခင်ပွန်းစီက message ဝင်လာပါတယ်အချစ်သူတို့ကိုညှင်းလိုက်ပါအရင်ဘဝကမင်းပတ်စံတွေပေးခဲ့ပေမဲ့ရေခဲခေရောက်တဲ့အခါသူတို့ကမင်းကိုတကားမဖွင့်ပေးပဲအပြင်မှာရရက်ဆက်ဆက်အေးခဲအသေးခံခိုင်းခဲ့တယ်လို့ပြောလာပါတယ်ဒီစာကိုဖတ်ပြီးနောက်စူဝမ်စိတ်ပြတ်သားသွားကကျမပတ်စံတွေတပြားမှမပေးနိုင်ဘူးတမီးဖြစ်ကဆွန့်လွတ်ချင်လဲဆွန့်လွတ်လိုက်ဆိုပြီးဖုန်းချပစ်လိုက်ပါတယ်ရေခဲခေမှာအရေးကြီးဆုံးကစေဝါဖြစ်လို့ညာရင်းချင်းပဲကြိုမာထားတဲ့စေဝါကုမ္ပဏီစီစူဝမ်သွားခဲ့ပါတယ်ဒါပေမဲ့အင်တာနက်ကသတင်းတွေကြောင့်မန်နေဂျာကသူမကိုလူယူလို့တတ်မှတ်ပြီးစာချုပ်ကိုဖောက်ဖျက်ကဆေးမထုတ်ပေးတဲ့အပြင်လူအုပ်ကြီးကပါဝိုင်းလောင်ကြပါတယ်အဲ့ဒီလိုအားငယ်နေရတဲ့အချိန်မှာပဲလူအုပ်ကြီးကိုတိုးဝေပြီးဝင်လာတဲ့မိန်းကလေးတစ်ယောက်ရှိပါတယ်သူမကတော့စူဝမ်ရဲ့အချစ်ဆုံးတငယ်ချင်းတစ်သက်လုံးအေးအတူပူမြပေါင်းလာတဲ့လင်းရှိပါပဲလင်းရှိကစူဝမ်ရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကန်ပေးလိုက်ပြီးအားပေးရှာပါတယ်သူတို့နှစ်ယောက်ဟာအခက်အခဲမျိုးမျိုးကြားကနေစေဝါတွေကိုဘုံကိုချင်းရဲ့ကိုတောင်ထဲကိုအရောက်ပို့ဆောင်နိုင်ခဲ့ပါတယ်လင်းရှိကတော့ခင်မိပြီးအစ်စ်မြင့်လုံးနဲ့မြေအောက်ခံတက်ကြီးကိုမြင်တော့အံ့ဩမြင်တက်နေတာပေါ့စူဝမ်နင်ကဘာပြက်ကိန်းတွေအရန်စော့ပြီးယူသွားတာလားလို့တောင်နောက်ပြောင်ပြီးမေးသေးတယ်စူဝမ်ကလည်းဘာမှဖုံးကွယ်မထားတော့ပဲအနာဂတ်ခင်ပွန်းစီကရလာတဲ့ message တွေကိုလင်းရှိကိုပြသလိုက်ပါတယ်လင်းရှိကပထမတော့မယုံပါဘူးနင့်ကို online ကလူလိမ်တွေလာလိမ်သွားတာဖြစ်မယ်လို့ပြောပေမဲ့စူဝမ်ရဲ့လေးနဲ့နေတဲ့မျက်နှာကိုမြင်တော့သူမလည်းနင်ပြောတာတကယ်ကြီးဖြစ်နေရင်တော့နင်ဘေးမှာငါအတူတူရှိနေပေးပါမယ်ဆိုပြီးကတိပေးလိုက်ပါတယ်ဒီလိုနဲ့အချိန်တွေကတရက်ပြီးတရက်ကုံဆုံးသွားလိုက်တာအနာဂတ်ခင်ပွန်းပြောထားတဲ့ရေခဲခစ်စတင်မဲ့10ရက်မြောက်နေ့ကိုရောက်လာခဲ့ပါတော့တယ်ဒါပေမဲ့နိုင်ရီတစ်ချက်ပြီးတစ်ချက်တိခနဲ့ညီဟေးသွားပြီးမနက်၈နာရီအထိဘာမှမဖြစ်ပဲအပြင်မှာတိတ်ဆိတ်နေစေပါပဲအေးခဲတဲ့ရေခဲခစ်ကြီးရောက်မလာပဲအပူချိန်ကပိုတောင်မြင့်တက်လာပါတယ်စူဝမ်ဂိမ်းပြီးဘဲကကဘာပြက်လဲငါပူလို့တေတော့မယ်အပြင်သွားပြီးလေကောင်းလေတန်ရှူရမယ်လို့လင်းရှိကပြောပါတယ်စူဝမ်ကတော့ဖုန်းကိုကင်ပြီး message တွေကိုစိုက်ကြည့်နေစေပါပဲသူမရင်ထဲမှာတော့ငါအလိန်ခံရပြီးဒါဘာဖြစ်တာလဲဆိုပြီးစိတ်ရှုပ်ထွေးနေပါတယ်ဖုန်းကိုတင်းတင်းကြပ်ကြပ်ဆုပ်ကန်ထားပြီးတကိုယ်လုံးတုံနေနေပါတယ်အနာဂတ်ခင်မွန်းစီက message တွေကလည်းဘာမှထပ်မဝင်လာတော့ပါဘူးလင်းရှိကနဖူးကချွေးတွေကိုတုပ်ရင်းအပြင်သွားရအောင်ဆိုပြီးစူဝမ်ကိုဆွဲခေါ်ပါတယ်ဒါပေမဲ့စူဝမ်ကခေါင်းကိုခါရမ်းပြီးညှင်းဆန်နေပါတယ်ဘုံကိုချင်းတွေကအပူချိန်ကပိုပြီးမြင့်တက်လာဖို့ဟာဘုံကိုချင်းရဲ့တမန်နီတကားကိုဖွင့်လိုက်တဲ့အခါမြို့ထဲမှာပုံမှန်သွားလာနေတာကိုတွေ့လိုက်ရပါတယ်ရေခဲခေကဘာပြတ်တက်ဆိုတဲ့အရေးအယောင်လုံးဝမရှိပါဘူးစူဝမ်ကသူမရဲ့ယွန်တန်းတရာကိုဘုံကိုချင်းနဲ့ရိတ်ခါတွေမှာတုံးပစ်လိုက်မိလို့အလကားဖြစ်သွားပြီးလိုင်းပေါ်ကလောင်ပြောင်မှုတွေနဲ့မိသားစုကိုအဆက်အသွယ်ဖြတ်ခဲ့တာတွေအကုန်အချီးနှီးဖြစ်သွားပြီလို့ထင်ကာစာပို့လာတဲ့သစိမ်းဖုန်းနံပါတ်ကိုဖြတ်ပစ်ဖို့ပြင်လိုက်ပါတယ်ဖုန်းကိုဖြတ်မဲ့လုံတုံဖုန်းကရုတ်တရက်တုံခါလာပြီးစာတစ်စောင်ထပ်ဝင်လာပါတယ်မိမကြီးရေခဲခေကနောက်ကျမယ်မိတောင်အရင်ပောက်ကွဲပြီးအပူလိုင်းအရင်ဖြတ်မယ်တကားမြန်မြန်ပိတ်နောက်ကျရင်မမီတော့ဘူးလို့ရေးထားပါတယ်စူဝမ်ကချက်ချင်းပဲလင်းရှိကိုဆွဲပြီးဘုံကိုချင်းနဲ့ပြန်ပြေးဝင်ကတကားပိတ်ခလုတ်ကိုချက်ချင်းနှိပ်လိုက်ပါတယ်တကားပိတ်ပြီးစက္ကန့်ပိုင်းမှာပဲမြေကြီးကပြင်းပြင်းထန်ထန်တုန်ခါလာပြီးမျက်နှာချက်ကဖုံတွေကျလာပါတယ်လေဝင်ပေါက်တွေစီကနေတောင်တွေပြိုကျသလိုအတန်ကျဲကြီးတွေကြားရလို့လင်းရှိကကြောက်လန့်တုန်နေပါတယ်စူဝမ်ကဖုန်းက message ကိုကြည့်လိုက်ရမိတောင်ပေါက်ကွဲလို့အပူလိုက်ဖြတ်မယ်ဆိုတာကိုသိလိုက်ရပါတယ်သူတို့နှစ်ယောက်ထောက်တနေရမှာပုံနေကြပါတယ်ဘုံကိုချင်းကအခိုင်အမာတိဆောက်ထားလို့ဘာမှမဖြစ်ပေမဲ့ရေခဲခေအတွက်ဝယ်ထားတဲ့ကြောင်မီးသွေးတွေကတော့လောလောဆယ်ဘာမှသုံးမရဖြစ်နေပါတယ်ငလင်ငိမ့်သွားတော့စူဝမ်ကစောင့်ကြည့်ကင်မရာတွေကိုတွားကြည့်လိုက်ပါတယ်အပြင်ဘက်မှာမိတောင်ကနေမိခိုးတွေထွက်ပြီးချော်ရည်တွေစီးကျလာကမြို့တစ်မြို့လုံးပျက်စီးနေတာကိုတွေ့လိုက်ရပါတယ်စူဝမ်ကမိတောင်ပြားတွေမဝင်လာအောင်လေဝင်လေထွက်စနစ်ကိုပြောင်းလိုက်ပါတယ်ပြီးတော့လင်းရှိနဲ့အတူရေခဲထုတ်ဆက်ကိုအမြင့်ဆုံးဖွင့်ပြီးရေခဲတုံးတွေကိုဘုံကိုချင်းအနှက်လိုက်ထားကြပါတယ်စူဝမ်ကဖေဝမ်စီကိုအချိန်တွေဘာလို့လွဲသွားတာလဲလို့စာပို့မေးရဖေဝမ်ကအနာဂတ်မှာအပြောင်းလဲတွေများလုံးလို့အချိန်မီတတိပေးုံပဲတက်နိုင်တယ်လို့ပြန်ပို့ပါတယ်ဘုံကိုချင်းထဲမှာဖုန်းလိုင်းတွေပြတ်တောက်သွားပြီးဖေဝမ်ရဲ့ message ကလွဲလို့ကျန်တာဘာမှသုံးမရတော့ပါဘူးအပူလိုင်း3ရက်မြောက်နေ့မှာအပြင်ဘက်အပူချိန်အရမ်းမြင့်နေပြီးလမ်းတွေတောင်အရေးပြောနေပါတယ်အပြင်မှာခွေးလေအသေးတွေကလွဲလို့လူသူမရှိတော့ပါဘူးစူဝမ်တို့ကရေတန့်ကိုချွေတာတုံးပြီးရေခဲခေအတွက်အနှွေးတွေကိုတင်ထားလိုက်ပါတယ်ဖေဝမ်ကနေတိုင်းစာပို့ပြီးခု2ရက်မြောက်နေ့မှာရေခဲခေရောက်မယ်လို့တတိပေးပါတယ်
အပူလိုင်း9ရက်မြောက်နေ့မှာလင်းရှိကပြင်းလို့လမ်းလျှောက်နေတော့ရုတ်တရက်ဖုန်းလိုင်းပြန်ရလာပါတယ်ဖုန်းလိုင်းရချင်းစူမုံစီကဖုန်းဝင်လာပါတယ်စူဝမ်ဖုန်းကင်လိုက်တော့စူမုံကဘုံကိုချင်းကြီးကဘာမှတော့မရဘူးဆိုပြီးလောင်ပြောင်းပါတယ်ကြံနေတဲ့ပတ်စံတွေအကုန်လွှဲပေးရင်ကူညီမယ်လို့ပြောပါတယ်စူဝမ်ကစကားတခုမှပြန်မပြောဘဲဖုန်းချလိုက်ပြီးပလက်လက်ထဲထည့်လိုက်ပါတယ်လင်းရှိကစူမုံနဲ့မိဘတွေကိုဒေါသတကြီးဆဲဆိုပါတယ်အပူလိုင်း9ရက်မြောက်နေ့ညတကောင်မှာဘုံကိုချင်းနေရန်တွေကနေအေးဆက်တဲ့တန်းကိုစတင်ခံစားလိုက်ရပါတယ်ရေခဲခေရောက်လာပါပြီစူဝမ်ကချက်ချင်းပဲဒီဇယ်မီးဆက်တွေနဲ့အပူပေးဆက်တွေကိုဖွင့်လိုက်ပါတယ်တင်ထားတဲ့အနှွေးတွေထုတ်ဝစ်ပြီးထောက်မှပုံထားတဲ့ကြောင်မီးသွေးတွေကိုယူကာမီလင်းကိုလည်းထည့်မွေးလိုက်ပါတယ်သုံးမရဖြစ်နေတဲ့ကြောင်မီးသွေးတွေကအခုမှအတက်ကယ်ပစ္စည်းဖြစ်လာပါတယ်ရေတန်းဆက်ကိုလည်းရေခဲမသွားအောင်ပုံမှန်အပူချိန်ပြောင်းထားလိုက်ပါတယ်ဖေဝမ်ကအပြင်မှာအပူချိန်ရေခဲမအောက်အများကြီးကျသွားမယ်လို့စာပို့ပါတယ်ရေခဲခေ3ရက်မြောက်နေ့မှာအပြင်ဘက်တလောကလုံးရေခဲတွေဖုံးဝန်းသွားပါတယ်စူဝမ်တို့ကတော့ဘုံကိုချင်းထဲမှာနွေးနွေးထွေးထွေးနဲ့စီတူပူးတွေအသင့်စားထမင်းတွေစားပြီးအဆင်ပြေနေပါတယ်ဖေဝမ်ကအပြင်မှာရေဘယ်လိုရှာရမလဲဆိုတာတွေစာပို့ပေးတဲ့အပြင်အရင်ဘဝကအကြောင်းတွေကိုပါပြောပြပါတယ်အရင်ဘဝကသူတို့စူပါမားကတ်မှာစုံတော့စူဝမ်ကသူ့ကိုပေါင်မုံဝေပေးခဲ့ကြောင်းနဲ့စူဝမ်ကိုအိမ်ကနေချတော့ကလင်းရှိကအသက်လူပြီးအနှွေးတယ်လာချုံပေးခဲ့ကြောင်းတွေပါဝင်ပါတယ်ဒါကြောင့်စူဝမ်ကအနာဂတ်ကခင်ပွန်းကိုတွေ့ချင်စိတ်ဖြစ်လာပါတယ်ရေခဲခေ12ရက်မြောက်နေ့မှာစောင့်ကြည့်ကင်မရာတွေကနေမိဘနှစ်ပါးနဲ့စူမုံတို့ရောက်လာတာကိုတွေ့လိုက်ရပါတယ်သူတို့တွေကအဝိစားပပနဲ့ချမ်းတုံနေပြီးတကားလာခောက်ကြပါတယ်စူမုံကတကားဖွင့်ပေးဖို့အော်ဟစ်ပြီးမိဘတွေကလည်းတွေးသားရင်းချမှုကဲပါလို့တောင်းဆိုကြပါတယ်စူဝမ်ကအရင်ဘဝကသူမတေလူမျိုးပါဖြစ်နေချိန်သူတို့ကပတ်စံတွေယူပြီးပြစ်ထားခဲ့တာကိုတတိယသွားလို့လုံးဝတကားမဖွင့်ပေးပါဘူးတနားရီလောက်ကြာတော့စူမုံကချင်းချောက်စကားပြောရင်းမိဘတွေကိုဆွဲခေါ်သွားပါတယ်18ရက်မြောက်နေ့ကိုရောက်လာချိန်မှာတော့ပြဿနာကတကားဝစီဆက်ရောက်လာခဲ့ပါတယ်စူမုံတယောက်လက်နက်ကိုစီကင်ထားတဲ့လူမိုက်10ယောက်ကျော်ကိုဥဆောင်ပြီးရောက်ချလာခဲ့တာပါလူဆိုးတွေကတန်တုပ်တွေပစိန်ကြီးတွေအစုံလင်းနဲ့ခံတက်လို့ခိုင်ခန့်နေတဲ့ဘုံကိုချင်းတကားကြီးကိုထုရိုက်ပြီးအတင်းဖြတ်ဝင်ဖို့ကြိုးစားကြပါတော့တယ်တန်တုပ်တွေအစုံလင်းနဲ့ဘုံကိုချင်းတကားကြီးကိုထုရိုက်ပြီးအတင်းဖြတ်ဝင်ဖို့ကြိုးစားကြစူဝမ်ကဘုံကိုချင်းရဲ့ကာကွယ်ရေးစနစ်ကိုဖွင့်လိုက်တဲ့အခါတကားရှိမြေကြီးတွေကနေရေခဲစုကြုံတွေထွက်လာလို့လူမိုက်တွေလန့်သွားပါတယ်ပြီးတော့အပေါ်ကနေရေတွေပန်းချလိုက်တဲ့အတွက်အပြင်ကအေးတန်ကြောင့်လူမိုက်တွေပေါ်မှာရေခဲတွေအုံသွားပြီးကြောက်လန့်တကြားထွက်ပြေးသွားကြပါတယ်လူမိုက်တွေပြေးသွားတော့စူမုံကဒေါသထွက်ပြီးမိဘတွေကိုအတုံးမကျဘူးဆိုကအော်ပြောပါတယ်အဖေဖြစ်သူကိုလည်းထားခဲ့ပြီးတယောက်တည်းထွက်သွားပါတယ်တနားရီလောက်ကြာတော့မိဘနှစ်ပါးကတကားရှိပြန်လာပြီးတောင်းပန်ကြပါတယ်စူဝမ်ကတကားကိုအသာလေးဖွင့်လိုက်ပါတယ်မိဘတွေကငိုကြွေးပြီးစူမုံကသူတို့အစာကိုလူယူပြီးပြစ်ထားခဲ့ကြောင်းအခုမှအမှားတိကြောင်းပြောကအထဲဝင်ခွင့်ပေးဖို့တန်ရှင်းရေးလုပ်ပေးပါမယ်လို့တောင်းပန်ကြပါတယ်စူဝမ်ကသူတို့အရင်ကလုပ်ခဲ့တဲ့မကောင်းတာတွေပတ်စံတင်းတောင်းတာအွန်လိုင်းမှာလောင်ပြောင်းတာကိုမကာကွယ်ပေးဘဲကိုဆဲတာတွေကိုပြန်ပြောပြပြီးကိုရွေးတဲ့လမ်းကိုခန်းဆိုကတကားကိုပြန်ပိတ်ချလိုက်ပါတယ်စူဝမ်နဲ့လင်းရှိတို့ဟာစောင့်ကြည့်ကင်မရာကနေတစ်ဆင့်မိဘတွေရဲ့အခြေအနေကိုကြည့်နေကြပါတယ်လင်းရှိကစူဝမ်လောက်ရမှန်ကန်ကြောင်းပြောပါတယ်စူဝမ်ကလည်းသူမအနေနဲ့မိသားစုတန်ရောစင်ကြောင်းမဟုတ်ပဲသူတို့ရဲ့တနာစရာအခြေအနေကိုကြည့်မရလို့သာဟန်ဆောင်နေတာဖြစ်ကြောင်းပြန်ပြောပါတယ်အဲ့ဒီနောက်မီလင်းပုံမှာကြောက်မီးသွေးတွေထပ်ထည့်ပြီးဘုံကိုချင်းထဲမှာအေးချမ်းစွာဆက်နေကြပါတယ်25ရက်မြောက်နေ့မှာစူမုံနဲ့လူမိုက်တွေပြန်ရောက်လာပါတယ်ဒီတစ်ခါတော့တကားကနေမဟုတ်ပဲဘုံကိုချင်းရဲ့ဘေးနေရန်ကနေမြေတူးပြီးဖောက်ဝင်ဖို့ကြိုးစားကြပါတယ်ဒါပေမဲ့သူတို့တူးနေတဲ့နေရာကနေရန်ကိုရိုက်မိချိန်မှာပဲနေရန်ထဲမှာမြုပ်ထားတဲ့ရေပိုက်တွေကနေအေးခဲနေတဲ့ရေတွေပန်းထွက်လာပြီးသူတို့တူးထားတဲ့ချင်းတစ်ခုလုံးရေခဲပြင်အထူးကြီးဖြစ်သွားပါတယ်ဒါကြောင့်စူမုံရဲ့အစီအစဉ်ထပ်မံကျရှုံးသွားပြန်ပါတယ်အဲ့ဒီအချိန်မှာမိဘနှစ်ပါးရောက်လာပြီးစူမုံကိုထပ်မလုပ်ဖို့ဒီတိုင်းဆိုအကုန်သေးလိမ့်မယ်လို့တားဆီးပါတယ်စူမုံကဒေါသတကြီးနဲ့မိခင်ဖြစ်သူကိုနှင်းနေတွန်းချလိုက်ပါတယ်ဖခင်ဖြစ်သူကဝင်တာပြီးစူပူတဲ့အခါစူမုံကမိဘတွေကိုအော်ဟစ်ဆဲဆိုပြီးမိဘတွေစီမှာကြံနေတဲ့နောက်ဆုံးအစားအစာတွေကိုအတင်းလူယူကသူတို့ကိုနှင်းတော်ထဲမှာရက်ရက်ဆက်ဆက်ပစ်ထားပြီးလူမိုက်တွေကိုခေါ်ကာထွက်သွားပါတော့တယ်စူဝမ်ကကင်မရာကနေမိဘတွေကိုမြင်တော့စိတ်မကောင်းဖြစ်သွားပါတယ်ဒါကြောင့်အနှွေးတဲ့အထူးနှစ်ထဲပြီးစကုတ်မုတ်တချို့နဲ့ရေနွေးတပူးကိုယူပြီးတကားကိုအားလေးဖွင့်ကအပြင်ကိုပေးလိုက်ပါတယ်မိဘတွေကကျေးဇူးတင်စကားပြောပေမဲ့စူဝမ်ကဘာမှပြန်မပြောဘဲတကားကိုချက်ချင်းပြန်ပိတ်လိုက်ပါတယ်30ရက်မြောက်နေ့မှာရာသီဥတုကအနှဲငယ်ပြန်နှွေးလာပါတယ်အပြင်ဘက်တစ်တော်ထဲမှာစူမုံနဲ့လူမိုက်တွေဟာကြံနေတဲ့ပေါင်မုတ်6လေးတစ်ခုကိုလူကြရင်ရန်ဖြစ်ကြပါတယ်လူမိုက်တယောက်ကစူမုံကိုတွန်းချလိုက်ရာစူမုံဟာရေခဲစုကြုံနဲ့တိုက်မိပြီးတော်ပြေသွားပါတယ်မိဘနှစ်ပါးရောက်လာပြီးငိုကြွေးကအလောင်းကိုနှင်းထဲမှာပဲမြုပ်နှံပေးလိုက်ရပါတယ်စူဝမ်လည်းကင်မရာကမြင်တွေ့ပြီးလင်းရှိကိုဖက်ကငိုကြွေးခဲ့ပါတယ်ရေခဲခေနောက်ဆုံးရက်တွေမှာမိဘနှစ်ပါးဟာဘုံကိုချင်းနီကတစ်သားလေးထဲမှာခိုလုံနေကြပြီးကျမ်းမာရေးအလွန်ဆိုးရွားနေပါတယ်စူဝမ်ကမကြည့်ရတော့တဲ့အတွက်တကားဝမှာအစားအသောက်အနှွေးတွေနဲ့အရေးပေါ်ဆေးဝါးတွေကိုထပ်ပြီးချထားပေးခဲ့ပါတယ်45ရက်မြောက်နေ့မှာတော့နေရောင်ကြီးပြန်ထွက်လာပြီးရေခဲတွေအရေးပြောကတစ်ပင်တွေအညောက်ပေါက်လာပါတယ်ဖေဝမ်စီကနေရေခဲခေကုံဆုံးသွားပြီးကောင်းကောင်းရှင်တန်ပါဆိုတဲ့နောက်ဆုံးမစစ်ဝင်လာပါတယ်အပြင်မှာဆက်သွယ်ရေးလိုင်းတွေပြန်လည်ကောင်းမွန်လာပြီးကယ်ဆယ်ရေးအဖွဲ့တွေရောက်ရှိလာပါတယ်စူဝမ်နဲ့လင်းရှိတို့လည်းဘုံကိုချင်းတကားကိုဖွင့်ပြီးအပြင်ထွက်လာကြပါတယ်စူဝမ်တို့ရဲ့ဘုံကိုချင်းဟာအခိုင်အမာဆုံးလုံခြုံရေးအဖြစ်နာမည်ကြီးသွားလို့သတင်းမီဒီယာတွေလာရောက်အင်တာဗျူးကြပါတယ်စူဝမ်ကအနာဂတ်ကမက်ဆေ့တွေအကြောင်းဖုံးကွယ်ထားပြီးကံကောင်းလို့ကြိုတင်ပြင်ဆင်ဖြစ်ခဲ့တာလို့ပဲဖြစ်ပါတယ်အဲ့ဒီနောက်စူဝမ်နဲ့လင်းရှိတို့ဟာဘုံကိုချင်းတွေကကြံနေတဲ့ရိတ်ခါနဲ့ဆေးဝါးတွေအကုန်လုံးကိုကယ်ဆယ်ရေးအဖွဲ့ကနေတဆင့်ဒုက္ခသည်တွေကိုလှူဒန်းလိုက်ပါတယ်မိဘနှစ်ပါးကဒါကိုအဝေးကနေမြင်ပေမဲ့အနာမကက်ရဲပဲကြည့်နေခဲ့ပါတယ်မြို့ကြီးပြန်လဲစီကားလာပြီးနောက်စူဝမ်တို့လည်းပုံမှန်ဘဝကိုပြန်ရောက်သွားပါတယ်မိဘနှစ်ပါးကစူဝမ်ရဲ့အိမ်တကားဝမှာကိုယ်တိုင်ချက်ထားတဲ့ဟင်းချိုင်လေးတွေလာထားပေးတတ်ပါတယ်စူဝမ်ကလက်လဲမခံညင်းလဲမညင်းပဲဒီအတိုင်းပဲထားလိုက်ပါတယ်တနေ့မှာစူဝမ်နဲ့လင်းရှိတို့ကော်ဖီဆိုင်မှာထိုင်နေတော့အဖြူရောင်ရှက်အင်ဂျီဝတ်ထားတဲ့အမျိုးသားတစ်ယောက်ကထိုင်ကုန်လို့မလို့လာမေးပါတယ်စူဝမ်ချက်ချင်းရင်ခုန်သွားပါတယ်သူကဖေဝမ်ပါလင်းရှိကအခြေအနေကိုရိပ်မိပြီးအကြောင်းပြချက်နဲ့ရှောင်ထွက်ပေးလိုက်ပါတယ်သူတို့နှစ်ယောက်စကားပြောကြရာဖေဝမ်ကအရေးပေါ်ကယ်ဆယ်ရေးဌာနမှာအလုပ်လုပ်ကြောင်းတိလိုက်ရပြီးအဆက်အသွယ်ဖလှယ်ခဲ့ကြပါတယ်နှစ်နှစ်ကြာချစ်သူတွေဖြစ်ခဲ့ပြီးနောက်ဖေဝမ်ကစူဝမ်ကိုအဲ့ဒီကော်ဖီဆိုင်မှာပဲငွေလက်စွပ်လေးနဲ့လက်ထပ်ခွင့်တောင်းပါတယ်စူဝမ်လက်ခံပြီးနောက်ဖေဝမ်ကိုဘုံကိုချင်းစီခေါ်သွားပါတယ်အဲ့ဒီမှာစူဝမ်ကဖေဝမ်ပို့ခဲ့တဲ့မက်ဆေ့တွေပါတဲ့ဖုန်းဟောင်းလေးကိုထုတ်ပြပြီးလျှို့ဝှက်ချက်ကိုဖွင့်ပြောပါတယ်ဖေဝမ်ကအလွန်အံ့ဩသွားပြီးသူကိုယ်တိုင်လည်းကဘာပြတ်တဲ့အကြောင်းမိန်းကလေးတစ်ယောက်စီမက်ဆေ့ပို့ရတယ်လို့အမြဲအိမ်မက်ခဲ့ကြောင်းပြန်ပြောပြပါတယ်ဒါဟာအိမ်မက်မဟုတ်ပဲသူတို့နှစ်ယောက်ဟာအချိန်ကာလတွေကိုကြော်လွန်ပြီးကယ်တင်ခဲ့ကြတာဖြစ်ကြောင်းနားလည်သွားကြပါတယ်သူတို့နှစ်ယောက်ရုပ်ရှင်နဲ့မင်္ဂလာပွဲလေးကိုကျင်းပခဲ့ပါတယ်လင်းရှိကအရန်တို့သမီးလုပ်ပေးပြီးမိဘနှစ်ပါးကလည်းအဝေးကနေလာကြည့်ပါတယ်မင်္ဂလာပွဲအပြီးမှာဖေဝမ်ကစူဝမ်ကိုမိဘတွေစီခေါ်သွားပေးပြီးမိဘတွေပေးတဲ့ကြောက်စိမ့်လက်ကောက်လက်ဆောင်ကိုစူဝမ်ကလက်ခံယူလိုက်ပါတယ်စူဝမ်တယောက်မိဘတွေနဲ့လည်းပြန်စင်ပြေကဘာပြက်ကလဲကြော်လွားထီလဲပေါက်လင်လဲရကပျော်ရွှင်စွာနေထိုင်သွားပါတော့တယ်